Forever Construction ကကြိုဆိုပါတယ်အခုကျွန်တော်တို့ Forever Construction ကတာဝန်ယူတည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်တဲ့ RC နှစ်ထပ်လုံးချင်းအိမ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်ကတော့ဒီအိမ်လေးကိုအစားဆုံးတာဝန်ယူတည်ဆောက်ပြီးစီးခဲ့တဲ့ Forever Construction က Site Engineer ကိုအောင်ဝင်းနိုင်မယ်ဖြစ်ပါတယ်ဒီအိမ်လေးအကြောင်းအရာတွေကိုမတင်ပြခင်ဒီအိမ်လေးရဲ့ခန့်ဝန်းဖွဲ့စည်းပုံအနေနဲ့ Forever Construction ရဲ့ကောင်းမွန်တဲ့လက်ရာတွေကိုကျွန်တော်နဲ့အတူတူလေ့လာလိုက်ရအောင်ခင်ဗျာဒါလေးကတော့10 ပေ 9 ပေကျယ်ဝန်းတဲ့မင်္ဂလာတကားပဲဖြစ်ပါတယ်အခုမြင်ကြီးထဲမှာဆိုရင်တော့ living room ရယ် single bedroom ရယ် dining ရယ် kitchen ရယ်ဆိုပြီးတော့ခန်းမွေးနေပါဝင်မှာဖြစ်ပါတယ်ဒီ living room ရဲ့အကျယ်ဝန်းကဆိုရင်တော့15 ပေ 18 ပေကျယ်ဝန်းပြီးတော့ခင်းမှာဆိုရင်တော့ final floor ခင်းပြီးထားတာဖြစ်ပါတယ် safety နဲ့လေဝင်လေထွက်ကောင်းမွန်မှုအတွက်ကတော့တန်ပန်းနဲ့ aluminum slide ကိုတက်ဆင်ပေးထားတာဖြစ်ပါတယ်အလင်းရောင်အတွက်ကတော့ Yoshine Manager Design နဲ့ downlight ပတ်ရယ်မီဇိုင်းရယ်ကိုတက်ဆင်ပေးထားတာဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ single bed ခန်းဖြစ်ပါတယ်ဒီခန်းရဲ့ကျယ်ဝန်းကတော့10 ပေ 9 လက်မနဲ့14 ပေကျယ်ဝန်းပါတယ်ဒီဘက်မှာဆိုရင်တော့ aluminum slide တော့တက်ဆင်ထားပြီးတော့ဒီဘက်မှာတော့ဂျမာတစ်လုံးတက်ဆင်ပေးထားပါတယ်ဒီ kitchen ရဲ့အကျယ်ဝန်းကတော့12 ပေ 12 ပေခွဲဖြစ်ပါတယ်ခင်ဗျာဒီဘက်ချမ်းမှာတော့ရေခဲတစ်တာအတွက်နေရာပြည့်ပြီးတော့ဒါကတော့ kitchen counter ဖြစ်ပါတယ်လုံခြုံစိတ်ချမှုအတွက်ကတော့တန်ပန်းကိုတက်ဆင်ထားပေးပါတယ်ဒီဘက်မှာတော့ washing machine အတွက်နေရာဖြစ်ပါတယ်ခင်ဗျအခုရေချိုးကမ်းမှာဆိုရင်တော့ရေချိုးဖို့နေရာတည်တံ့တဲ့ကျွန်တော်တို့ဒီဘက်မှာအချမ်းမှာ basic cabinet လေးကိုတက်ဆင်ပေးထားပါတယ်ဒီရေချိုးကမ်းမှာဆိုရင်ရေကိုတော့ရေဘူးရေအေး system နဲ့ကျွန်တော်တို့တက်ဆင်ပေးထားတာဖြစ်ပါတယ်ဘယ်လိုစီကမ်းများကိုတော့ကြွေပြားကိုနေရာပြည့်တက်ဆင်ထားပြီးဘူတိုင်းရယ်ဒေးစင်ပါဝင်မှာဖြစ်ပါတယ်လေဝင်လေထွက်တက်ကတော့ကျွန်တော်တို့အိမ်စောကောင်ကိုလည်းတက်ဆင်ပေးထားပါဖြစ်ပါတယ်အခုကျွန်တော်တို့ညီညီတက်ကိုလေးလာပြီးပြီဆိုတော့ကျွန်တော်နဲ့တူတူအပေါ်တက်ကိုဆက်လေးလာလိုက်အောင်ဒီလေကားကိုတော့အခင်းကိုကျွန်တော်ကြွေပြားခင်းပြီးတော့လေရန်ကိုတော့ကျွန်းလေရန်တက်ဆင်ပေးထားတာဖြစ်ပါတယ်ဒီအပေါ်တိုင်းရဲ့ခန်းဖွဲ့စည်းပုံအနေနဲ့ကတော့ဖျားခန်းရယ် single bedroom ခန်းနဲ့ master bedroom ခန်းဆိုပြီးတော့ပါဝင်မှာဖြစ်ပါတယ်ဖျားခန်းရဲ့အကျယ်ဝန်းကဆိုရင်တော့15 ပေ 18 ပေကျယ်ဝန်းပါတယ်ဒီမှာတော့ကျွန်တော်ဖျားကျောင်းဆောင်ကိုလည်းထည့်သွင်းပေးထားပါတယ်ဖျားခန်းရဲ့စီလင်နဲ့ဖျားကျောင်းဆောင်ရဲ့ဒီဇိုင်းများကို Forever မှာလှပစွာဒီဇိုင်းဆွဲပေးထားတာဖြစ်ပါတယ်ဒီကတော့အိမ်ရှိဝင်တာဖြစ်ပါတယ်ဒီအိမ်ရှိဝင်တာမှာဆိုရင်တော့ဒီမှာလှပတဲ့ဝေါ်လန်လေးကိုလည်းတက်ဆင်ပေးထားပါတယ်ကျွန်တော်တို့ breaker များကိုလည်းပို့ပြီးစစ်ဖြစ်အောင်ပေါ်တာအောက်ထပ်တိချပြီးခွဲပေးထားပါတယ်ခင်ဗျာဒါကတော့ single bedroom ခန်းဖြစ်ပါတယ်ဒီ single bedroom ခန်းလေးရဲ့အကျယ်ဝန်းကတော့9 ပေ 14 ပေကျယ်ဝန်းပါတယ်ဒီဘက်မှာတော့ကျွန်တော်တို့ aluminum slide ရောတက်ဆင်ပေးထားပြီးတော့ဒီမှာဂျမာတစ်လုံးကိုလည်းတက်ဆင်ပေးထားပါတယ်ဒါကတော့ master bedroom ခန်းဖြစ်ပါတယ်ဒီ master bedroom ခန်းရဲ့အကျယ်ဝန်းကတော့12 ပေ 12 ပေခွဲကျယ်ဝန်းပါတယ်ဒီ master bedroom ခန်းမှာဆိုရင်တော့ဘတ်တက်ရယ် WC ရယ်ဒီဘက်မှာတော့ကျွန်တော်နောက်ပေးဝင်တာဖြစ်ပါတယ်ဒီဘက်တက်မှာဆိုရင်လည်းကျွန်တော်တို့ရေဘူးရေ system နဲ့ပြုလုပ်ပေးထားတာဖြစ်ပါတယ်ဒါကတော့ master bedroom ခန်းရဲ့ WC ဖြစ်ပါတယ်ဒီခန်းမှာဆိုရင်တော့ကျွန်တော်ကြွေပြားကိုအခန်းပြေးနိုင်ရန်ပြေးတက်ဆင်ပေးထားပါတယ်ကော်တိုမျိုးစားပုံရတစ်လုံးနဲ့ကျွန်တော်ကြွေပေးစင်တစ်လုံးနဲ့တက်ဆင်ပေးထားပါတယ်နောက်တိုးလုပ်ငန်းများအနေနဲ့ကတော့ဒီတကာချန်စီယိုနဲ့ရေမြောင်းများကိုထပ်မံဆောင်ရွက်ပေးထားတာဖြစ်ပါတယ်ဒီလေးရဲ့ကျယ်ဝန်းကဆိုရင်တော့မြင်ကြီးတန်းမှာဆိုရင်18 ပေ 45 ပေကျယ်ဝန်းပြီးပထမတန်းမှာဆိုရင်တော့18 ပေ 48 ပေကျယ်ဝန်းပါအဲ့ဒါလေးကိုပုံဖော်တိစောက်ချင်တယ်ဆိုရင်တော့ Forever Construction ရဲ့ဖုန်းနံပါတ်50923855ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်သိရင်ကလေးလှပဖို့ Forever ကိုဆက်သွယ်စို့